大家好，徐老师吧。老师的弟弟弟咱们是弄啊要求啊，脑系的 verb 系的，脑里的 solution，对吧？当数节录一次 verb solution，然后当数第一数的这边ဖြစ်တယ်။စာကြောင်းနဲ့ကြည့်ရအောင်။အရင်ဆုံး verb နဲ့လေ့လာကြည့်မယ်။公司要求员工准时上下班。公司ကုမ္ပဏီက要求နောက်ဆိုရင်သူ့ကိုတောင်းဆိုတယ်员工ဝန်ထမ်းတွေကိုမလုပ်ဖို့လေ准时上下班准时ဆိုတာကအချိန်မှန်上下班ရုံးတက်ရုံးဆင်းလုပ်ဖို့တောင်းဆိုတယ်再一个他要求加薪但是经理没有同意他要求သူတောင်းဆိုတယ်ဘာလို့ဖို့လဲ加薪加ကထပ်တူတာပေါ့နော်薪က薪水လစာလုပ်ဖို့တောင်းဆိုတယ်但是ဒါပေမဲ့经理 manager က没有同意သဘောမတူဘူးဒါဒီ verb အနေနဲ့လေ့လာသွားတာဖြစ်တယ်။ noun အနေနဲ့ကြည့်ရအောင်။我们必须满足顾客的要求。我们ငါတို့必须တေချာဘောက်ကို满足ဖြည့်ဆည်းပေးရမယ်။ဘာလို့လဲလဲ။顾客的要求 customer ရဲ့တောင်းဆိုချက်ကိုငါတို့တေချာဘောက်ဖြည့်ဆည်းပေးရမယ်။这个工作对经验有很高的要求。这个工作ဒီအလုပ်က对经验အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့有很高的要求အရန်ကိုမြင်တဲ့တောင်းဆိုချက်ရှိတယ်။အဲ့တော့ဒီအလုပ်ဒီexperience 5နှစ်10နှစ်ဒီလိုမျိုးတောင်းဆိုတာမျိုးဖြစ်တယ်။ဘယ်နှစ်မှလုံးခံလဲဆိုတာမျိုးပေါ့နော်။ဒီ要求ဒီဘာတွေနဲ့တွဲပြီးသုံးလေးရှိလဲဆိုရင်满足要求လိုအပ်ချက်ကိုဖြည့်ဆည်းပေးတယ်။ပြီးရင်提出要求提出ဆိုတာကပေါ်ပြတယ်လို့ပြောရမှာပေါ့နော်။အဲ့တော့သူတို့ရဲ့တောင်းဆိုချက်လိုအပ်ချက်တွေကိုပေါ်ပြတယ်။ပြီးရင်ကောင်းခုနကသုံးသွားတယ်ကောင်းသူတို့ရဲ့ requirement တွေကအရန်ကိုမြင့်တယ်ဒါအလုပ်ပေါ်တာလို့ပါနော်။ younger ကတော့တင်းကျပ်တယ်လို့ပြောလို့ရတယ်ပေါ့နော် strict ဖြစ်တယ်။အဲ့တော့အလုပ်ထဲမှာတော့စပင်းအောင်ဆိုးရဘူးလို့ဟာမိုးရဘူးလို့ဒါမျိုးတောင်းဆိုချက်တွေမျိုးဖြစ်မှာပေါ့နော်။学会了吗？နောက်ဆက်စီမှာ HSK1 Zoom အတန်းလေးကစပါတော့မယ်နော် basic ကနေစပြီးသင်ပါပါအခြေခံလုံးဝဖြစ်ရတဲ့သူတွေအခုမှစပြီးသင်တဲ့သူတွေတက်ရမယ်အတန်းမှာအချိန်ကစနေတနင်္ဂနွေညနေ6နာရီကနေခုံခွဲဖြစ်ပါတယ် basic အရင်သင်မယ်ပြီးတော့မှ HSK1 အတန်းစမှာဖြစ်ပါတယ်好的再见